အားလုံးမင်္ဂလာပါခင်ဗျာ Kirian Music Channel နေပြီးတော့ပြန်လည်ကြိုဆိုပါရနော်ကျွန်တော်ရဲ့2022တုန်းကထုတ်ခဲ့ပြီးတဲ့ဒီစာအုပ်လေးအကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်တယ်ဒီစာအုပ်လေးထဲမှာဘာတွေပါတယ်ဒီစတင်လေ့လာသူတွေအတွက်ဘယ်လိုအကျိုးရှိနေဘယ်လောက်ထိလေ့လာလို့ရမယ်ဆိုတာလေးကိုကျွန်တော်ပြောပြနေတာပဲဖြစ်ပါတယ်တကယ်တော့ကျွန်တော် Book 1 Book 2ဆိုပြီးတော့ထုတ်ခဲ့တာပါဒါဒီစာအုပ်လေးကတော့ Book 2ပေါ့နော် Book 2ဖြစ်ပါတယ်ဒီစာအုပ်လေးကတော့ Book 2ဖြစ်ပါတယ်ကျွန်တော် Book 1ကတော့ကျွန်တော်ဆက်ပြီးတော့မရိုက်ဖြစ်တာပေါ့နော်ဒီ book 1ကိုကျွန်တော်ဆက်ပြီးမရိုက်ဖြစ်ဘူးဒီ book 2လည်းကျွန်တော်အခုလက်ထက်မှာလည်းအနေငယ်ကြံနေပါသေးတယ်ကျွန်တော်ဒီ book 2ကိုဖြန့်ကြည့်ရေးဝင်စဉ်ဒီ online ဖြန့်ကြည့်ရေးကဘယ်လိုလဲ online ဖြန့်ကြည့်ရေးကသူကရန်နာသွားတာဖြစ်တဲ့အတွက်ခဏနားတာပဲလားဘယ်လိုလဲတော့မသိဘူးเนาะအခုလောလောဆယ်သူတို့လုံးဝမရမ်းတော့ဘူးเนาะအဲ့မရမ်းတာနဲ့ပဲကျွန်တော်ဒီစာအုပ်လေးကိုပြန်သိမ်းခဲ့တာဖြစ်ပါတယ်အဲ့ပြန်သိမ်းခဲ့တော့ကျွန်တော်စီမှာအုံကြီး200ပတ်လေလောက်ပို့နေတာပေါ့เนาะအဲ့တော့အခုပထမအတုပ်လဲကျွန်တော်ဒီdelivery နဲ့ပို့ခဲ့ပြီးပါပြီစာအုပ်တွေလည်းဒီရောက်ရှိနေကြပါတယ်။နောက်ဒုတိယအတုပ်လဲကျွန်တော်ပို့ဖို့အခုကျန်တဲ့ order လေးစောင့်နေပါတယ်။အဲ့တော့ဒီစာအုပ်ရဲ့ပြောရရင်ဒီစာအုပ်ဒီဇိုင်းလေးဒီစာအုပ်ဒီဇိုင်းတွေပါလေကျွန်တော်ကိုယ့်အကူပဲလုပ်ပါတယ်ကိုယ့်အကူကိုလည်းပို့ချင်တယ်ပြင်ဆင်ပါတယ်ကျွန်တော်ဒီတအုပ်လုံးကကိုယ့် idea နဲ့ကိုယ့်အကူပဲရေးထားတာပေါ့နော်ဘယ်ကွန်ပျူတာဆိုင်မှာတော့အပ်ထားတာမဟုတ်ဘူးကျွန်တော်ကိုယ့်အကူပြန်မှန်းခံပြီးတော့ရေးထားတယ်ရေးထားတဲ့စာစီရာတွေအတွင်းစာတွေရောအပြင်ဒီဇိုင်းတွေရောအားလုံးကိုယ့်အကူတယောက်တည်းကျွန်တော်လုပ်ထားတာဖြစ်ပါတယ်ဒါကတော့ကြုံလုံးကြွားတာပေါ့လေနော်အဲ့တော့ကျွန်တော်ငကိုကလည်းဒီဒီဇိုင်းလေးတွေပါလေးဝါသနာပါတယ်ပကြီးလေးနည်းနည်းဝါသနာပါတာဖြစ်တဲ့အတွက်ဒီဆွဲတာလေးလည်းကျွန်တော်စိတ်ထဲမှာရှိတယ်ပေါ့နော်အဲ့လိုမျိုးဒီဆွဲခြင်းနဲ့စိတ်လေးလည်းရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီမျိုးဒီဇိုင်းတွေလုပ်ရတာလည်းဝါသနာပါတယ်ပါတော့ဒီဒီဇိုင်းလေးလည်းလုပ်ဖြစ်အစကတော့စာအုပ်ဒီဇိုင်းလေးစလုပ်ဖြစ်တာပေါ့နော်အဲ့လိုစာအုပ်လေးထုတ်ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ဒီဇိုင်းလေးကိုစလုပ်ဖြစ်ရတာနေတကယ်အကောင့်ထဲပေါ်ပြသွားတာဖြစ်ပါတယ်အဲ့တော့ book 1ကတော့ကျွန်တော်လက်ထဲမှာလည်း physical မရှိတော့ပါဘူးကျွန်တော်ဒီစာအုပ်ဝယ်တဲ့ဒီတိုင်းကိုကျွန်တော် book 1ရဲ့ PDF file လက်ဆောင်ပေးတာဖြစ်ပါတယ်အခုနောက်ပိုင်းကျွန်တော် Facebook မှာလည်းကြော်ညာထင်ထားခဲ့ပါတော့အဲ့တော့ဒီစာအုပ်တို့ကိုဝယ်တဲ့ဒီတိုင်းကိုကျွန်တော်ဒီ book 1 PDF file လက်ဆောင်ပေးတယ်ပြီးတော့ကျွန်တော်ဒီစာအုပ်နှစ်ကို book 1 book 2ရဲ့အမှားပြင်ဆင်ချက်ကလေးတွေလည်းတောက်လျှောက်ကျွန်တော်ပို့ပေးခဲ့ပါတယ်အခုနောက်ထပ်ဝယ်တဲ့သူတွေစီလည်းအဲ့လိုပဲပို့ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်လေးထဲမှာပါလဲဆိုတော့ကျွန်တော်ဒီဘုံဝမ်းမှာကြရပါတော့เนาะဒီ beginner တယောက်အတွက်ဒီစတင်ပြီးတော့ဒီခတ်လို့ရမယ်အနေထားမျိုးကနေကျွန်တော်စထားတာဖြစ်ပါတယ်သို့တော့ကျွန်တော်အရင်0 level တော့မဟုတ်ဘူးเนาะ0 level အရင်မဖြစ်အဲဒါကြောင့်လည်းကျွန်တော်ဒီစာအုပ်တို့ကိုခဏဒီຢာတွေရောင်းပြီးတော့ကျွန်တော်ဆက်မရိုက်တော့ဘဲနဲ့တကယ်လို့ရောင်းရသည်ဖြစ်ဒီကောက်ကုံသွားခဲ့သည်ပဲဖြစ်စီကျွန်တော်ဆက်မရိုက်တော့ဘဲနဲ့ကျွန်တော်နောက်ထပ် version အသစ်နဲ့ဒီ beginner တွေအတွက်ပေါ့เนาะအဆင်ပြေအောင်ကျွန်တော် version အသစ်နဲ့ထပ်ရေးဖို့အစီအစဉ်ရှိပါတယ်တော့အဲ့ဒါကြောင့်ဒီစာအုပ်တို့ကိုကျွန်တော်ဆက်ပြီးတော့ကုံသွားရင်ဆက်မရိုက်တော့ပါဘူးဒီကကုံသွားဒီလောလောဆယ်ဒီစာအုပ်တွေကလည်းတီးလို့ရပါတယ်တီးလို့ဖြစ်ပါတယ်နော်ဒီစာအုပ်နဲ့ပဲပြီးမြောက်ပြီးတော့ကျွန်တော်ငကိုးကတော့ဒီစာအုပ်တွေနဲ့တင်ခဲ့တာပေါ့နော်ဒီစာအုပ်တွေနဲ့လည်းတင်ထဲမှာစတင်ကျွန်တော်တင်ထဲဖွင့်လာတာဒီစာအုပ်တွေနဲ့ပဲစတင်ခဲ့တာနောက်အခုတော့ဒီစာအုပ်တမျိုးတည်းမဟုတ်တော့ဘဲနဲ့ကျွန်တော်တခြား post တွေနဲ့လည်းတင်ပါတယ်အဲ့တော့ဘာပြောဒီ beginner တယောက်အတွက်ကိုယ့်အိမ်လေးနဲ့ ACC လေးလာမယ်သင်တန်းလည်းမတက်နိုင်ဘူးကိုယ့် private ဒီ self study လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီစာအုပ်လေးတွေကအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ဒီစာအုပ် number 2ထဲမှာပါလဲဆိုတော့1ကတော့မပြောတော့ဘူးပေါ့နော်1ကတော့အခြေခံပိုင်းတွေပါရင်လည်းတော်တော်များများထည့်ပေးထားဖြစ်ပါတယ်အဲ့တော့ဒီ2ထဲမှာကအခုကကျွန်တော်တို့ဒီပထမဆုံးပါနေတာ pre page ပေါ့နော်pre page ပေါ့ pre page လေးပြီးတော့ရင်ကျွန်တော်ဒီစာအုပ်ရဲ့အကြောင်းအရာလေးပေါ့နောက်ပြီးတော့ကျွန်တော် biography လေးပေါ့ biography လေးရေးထားပါတယ် book 1မှာလည်းပါပါတယ်ဒီမှာတော့ပုံပြည့်တယ်မှာ book 1မှာလည်းကြံခဲ့တဲ့အချက်တွေရှိပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါမှဒီမှာတော့ content ဒါမာတိကာပေါ့နော်မာတိကာဒီမှာဆိုရင်ကျွန်တော် tips for play the piano လို့ piano တီးခတ်ခြင်းဆိုင်ရာအကြံပြုချက်များဆိုတော့လေးကျွန်တော်ထည့်ပေးထားပါတယ်ဒါလေးကတော့ကျွန်တော်အကျိုးရှိမဲ့ exercise လေးတွေပေါ့နော် piano မတီးခင်မှာလုပ်ရမယ့်လေ့ကျင့်ခန်းလေးတွေဒါလေးတွေထည့်ပေးထားပါတယ်ဒီ exercise လေးတွေပါတယ်ပြီးတော့ piano ဒါဒီဟာလေးကိုလည်းပုံ1မှာလည်းပါတယ်အခု book 2မှာလည်းကျွန်တော်ဒီ piano sitting style နဲ့ပတ်သက်ပြီးတော့ပြန်ထည့်ပေးထားပါတယ်နောက် grand piano တခုရဲ့အင်္ဂါရပ်တွေပေါ့နော်အဲ့ဒါလေးတွေကျွန်တော်ထည့်ပေးထားပါတယ်ပြီးတော့ရင် book 2မှာ book 2ကိုပဲဝယ်ဖြစ်တယ် book 2နဲ့ပဲစပြီးတော့တီးဖြစ်တယ်ဆိုတဲ့လူတွေအဆင်ပြေအောင်လို့ကျွန်တော်ဒီ finger number ကိုလည်းပြန်ထည့်ပေးထားပါတယ်နောက်ဒီမှာနောက်ကဒီ isometric exercise တွေပါတယ်ထည့်ပေးထားပါတယ် isometric exercise ထည့်ပေးထားပါတယ်ဒီလက်ချောင်းလေးတွေ massage လုပ်တဲ့ပုံစံလေးတွေပါလေးတွေပေါ့နော်အဲ့ဒါလေးထည့်ပေးထားပါတယ်အဲ့ဒါပြီးတော့ရင်လက်ချောင်းတွေဘာကြောင့်ကိုယ်ကြီးတီးရတယ်လဲဆိုတဲ့အကြောင်းပြချက်ကလေးတွေလည်းကျွန်တော်ထ
ဒီမှာထည့်ပေးထားပါတယ်နောက်တစ်ခါrudiments of music for play ဂီတဆိုင်ရာမတိမဖြစ်တိခတ်ခြင်းဆိုင်ရာမတိမဖြစ်ဂီတအခြေခံများနဲ့ဆိုပြီးတော့ကျွန်တော်ထည့်ပေးထားပါတယ်ဒီမှာ grand step ရဲ့အကြောင်းလေးထည့်ပေးထားတယ်နောက်က rhythm values တွေပြန်ပါအောင်လားrhythm values တွေလည်းကျွန်တော်ပြန်ထည့်ပေးထားပါတယ်ဒီမှာ rhythm value သုံးဖို့ note values ပေါ့နော်အဲ့ဒါလေးလည်းပြန်ပြီးတော့ပြန်ထည့်ပေးထားပါတယ်နောက်ကဒီမှာ dotted quarter တို့ dotted 8 note တွေပါဒီ dotted နဲ့ပတ်သက်တဲ့ဟာလေးပြန်ထည့်ပေးထားတယ်နောက် time signature နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်များများလေးစုံစုံလေးထည့်ပေးထားပါတယ်ဒီဒါအကုန်လုံး time signature တွေပါပဲเนาะပြီးတော့ဆက်လာလိုက်ရင် key signature အကြောင်းပြီးတော့ရင် notation နဲ့ပတ်သက်တဲ့ကျွန်တော်တို့ရှင်းလင်းချက်ကလေးတွေပေါ့เนาะဒီကျွန်တော်တို့ articulation marks တွေနောက်ကတချို့ grace note တွေဒီမှာ separate chord တွေနောက် tremolo လုပ်တဲ့ပုံစံလေးတွေနောက်က pedal marking လေးတွေအဲ့ဒါမျိုးလေးပေါ့เนาะလိုအပ်တဲ့ piano technique ပိုင်းဆိုင်ရာလေးတွေကျွန်တော်ထည့်ပေးထားပါတယ်ဒီမှာတော့ကျွန်တော် fundamental exercise ဆိုတော့ book 1ရဲ့ asset ပေါ့နော် book 1ရဲ့ asset fundamental piano exercise ဆိုပြီးတော့ကျွန်တော် book 1ရဲ့ asset ထည့်ပေးတယ်ဒါပေမဲ့ဒီမှာလည်း key စီရပဲပြန်စပါတယ်အကယ်၍ဒီစာအုပ်ကနေစတီးမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဒီမှာကျွန်တော် key scale လေးကိုထည့်ပေးထားတယ်အဲ့ scale လေးကိုဒီချာလေးတီးပြီးသွားပြီဆိုရင်အောက်ကသချင်းလေးတွေကိုစမ်းပြီးတော့တီးကြည့်လို့ရပါတယ်ပြီးတော့ရင်ကျွန်တော်ဒီပါတယ် contrary motion တွေပါတယ်ထည့်ပေးထားပါတယ်ဒီမှာ key နဲ့ပတ်သက်ရင်ကျွန်တော်နှစ်မျက်နှာရှိတယ်မျက်နှာဆုံးမှာလို့scale control motion ပေါ့နော် scale control motion ဒါကမဖြစ်မနေလေ့ကျင့်ရမယ် daily exercise ထဲမှာပါပါတယ်ဒါလေးတွေကိုတကယ်လို့ piano TV ဆိုရင်ရသွားပြီဆိုရင်ဒါ daily exercise ပါနေ့စဉ်လေ့ကျင့်ရမယ်လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်နောက်က key G ပြီးသွားရင် key D ဒီထဲမှာကျွန်တော် D က E G ပါမယ် D ပါမယ် A ပါမယ် E ပါမယ် F ပါမယ် B flat ပါမယ် E flat ပါမယ် A flat ပါเนาะအဲ့လောက်ထည့်ပေးထားပါတယ်ကျွန်တော် minor တွေတော့မပါဘူးเนาะ minor တွေတော့ minor scale နဲ့ပတ်သက်ပြီးတော့နောက်မှကျွန်တော် exercise လေးတွေထည့်ပေးထားပါတယ်ဟုတ်ပြီเนาะအခုကကျတော့ကျွန်တော်ဒီစာမျက်နှာကျတော့ Hanon ပေါ့ virtuoso pianist ဖြစ်တဲ့ Hanon ကိုကျွန်တော်ဒီထဲမှာ10ခုထည့်ပေးထားပါတယ်ဒီမှာ1ကနေစပြီးတော့10ခုထည့်ပေးထားတယ်အဲ့10ခုလေးကိုလေ့ကျင့်ရင်လို့ပဲအကျိုးရှိမှာဖြစ်ပါတယ်တကယ်တော့ Hanon ကအနည်းဆုံး60လေးရှိတာဖြစ်တဲ့အနည်းဆုံးဒီ30လောက်ထိတောင်လောလောလတ်လတ်တီးထားနိုင်ပြီဆိုရင်ဒါကိုပဲအများကြီးအကျိုးရှိပါတယ်နော်သူကအုပ်စု3ခုနဲ့ခွဲထားတာပေါ့နော် part 1 part 2 part 3ဆိုပြီးတော့ခွဲထားတယ်အဲ့3ခုလုံးမှာကသူကပထမဆုံးကတော့ finger exercise တွေလာတယ်နောက် scale exercise တွေလာတယ်နောက်ပိုင်းကျတော့ technique exercise တွေလာတာဖြစ်တဲ့အတွက်တကယ်တမ်းကျတော့60လုံးလေ့လာနိုင်မယ်တိခတ်နိုင်မယ်လေ့ကျင့်နိုင်မယ်ဆိုတော့အများကြီးအကျိုးရှိမှာဖြစ်ပါတယ်အဲ့တော့ Hanon က pianist keyboardist piano keyboard တီးနေတဲ့သူတိုင်း daily exercise အနေနဲ့အမြဲမသေးမချင်းပေါ့ဗျာဒီ keyboard နဲ့ piano နဲ့တီးနေတဲ့ကာလပတ်လုံးလေ့ကျင့်သွားရမယ်လေ့ကျင့်များဖြစ်ပါတယ်အများကြီးပဲအကျိုးရှိပါတယ်ကျွန်တော်တို့လည်းဒီနေ့တီးနေရတယ်နော်အဲ့တော့ကျွန်တော်တို့ကျွမ်းကျင်တဲ့ကဘာကျော်ကြီးတွေလည်းတီးနေရဆဲပါပဲအဲ့တော့ Hanon ဆိုတာကမဖြစ်မနေတော့ဒီထဲမှာ10ခုလောက်ပဲထည့်ပြီးတယ်စာမျက်နှာအနေထားကြောင့်ပေါ့နော်သူကရှိတာအခု60လောက်ဆိုတော့ကျွန်တော်အများကြီးထည့်လိုက်ရင်လည်းတခြားဟာတွေကျွန်တော်မပြည့်မစုံဘူးဆိုရတဲ့ဒီထဲမှာကျွန်တော်10ခုလောက်ပဲချုပ်ပေးထားတယ်ဒါပေမဲ့ကျွန်တော်နောက်ထပ်အကျိုးရှိတဲ့ Hanon နဲ့ရပဲနောက် Hanon စာအုပ် version အသစ်တွေမှာမပါဘူးเนาะအဲ့ဒီ Hanon ရဲ့ original စာအုပ်ထဲမှာပါတဲ့ကျွန်တော်ဒီမှာဗာလဲ Hanon rhythmic essence exercise ဆိုပြီးကျွန်တော်တက်လေးတစ်မျက်နှာထည့်ပေးထားပါတယ်ဒါလည်းတကယ်တော့သူ့ထဲမှာဆို2မျက်နှာလောက်ရှိတယ်ကျွန်တော်ချုပ်ပြီးတော့တစ်မျက်နှာစာထည့်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာ1 2 3 4ကနေပြီးတော့15ခုပေါ့နော်အဲ့ဒီ15ခုဟာအများကြီးအကျိုးရှိပါတယ်15ခုကသူက essence နဲ့ပတ်သက်တဲ့ဟာတွေပြီးတော့ rhythm value နဲ့ပတ်သက်တဲ့ဟာလေးတွေကိုကျွန်တော် exercise အနေနဲ့ထည့်ပေးထားတာဖြစ်ပါတယ်။ Okay เนาะဒါလေးတွေကိုလည်းလေ့ကျင့်ပါ daily exercise အနေနဲ့လေ့ကျင့်နိုင်ပါတယ်ပြီးသွားရင်ကျွန်တော်ဒီမှာစာမျက်နှာ49မှာဆိုရင်ဒီ chord inversion တွေပေါ့နော် chord inversion လေးတွေပြီးသွားရင် C major scale ပြီးသွားရင် diatonic chords တွေကျွန်တော်ထည့်ပေးထားတယ် diatonic chords တွေထည့်ပေးထားပါတယ်ပြီးသွားရင်piano arpeggio style ပေါ့နော် arpeggio broken chords ကိုလည်းခေါ်တယ် arpeggio ပုံစံလေးကိုထည့်ပေးထားတယ်ပြီးတော့ရင် minor chord inversion တွေထည့်ပေးထားတယ်နောက်တစ်ခါဒီ natural minor scale ပြီးတော့ minor နဲ့ပတ်သက်တဲ့ chord တွေ natural minor scale နဲ့ပတ်သက်တဲ့ chord harmonic minor scale နဲ့ပတ်သက်တဲ့ chord scale chord နောက် melodic minor scale နဲ့ပတ်သက်ပြီးတော့ scale ရော chord ရော exercise တွေကအကုန်လုံးထည့်ပေးထားပါတယ်เนาะအဲ့တော့တခြင်းအနေနဲ့မပါဘူး melodic exercise အနေနဲ့ပါရတဲ့အများကြီးအကျိုးရှိပါတယ်နောက်ပြီးတော့ရင်ကျွန်တော် chord progression ပုံစံတွေနော် modern music တွေမှာတီးတာရှိတဲ့ chord progression design တွေ voicing လေးတွေကျွန်တော်ချပေးထားတာဖြစ်ပါတယ်။နောက်က diatonic 7 chord system 7 chord ဒီ major 7တို့ minor 7တို့ပေါ့နော်။အဲဒီ7လေးတွေကိုလေ့ကျင့်နိုင်ဖို့ကျွန်တော်ထည့်ပေးထားပါတယ်။
နောက်တစ်ခါ piano နဲ့ပတ်သက်တဲ့ licks လေးတွေပေါ့နော် piano licks လေးတွေ licks လေးတွေလည်းကျွန်တော်ထည့်ပေးထားပါတယ်ဒီမှာအတူလေးတွေပေါ့အဲ့အတူလေးတွေကိုကျွန်တော်တို့ကလိုအပ်တဲ့နေရာမှာလိုအပ်သလိုအသုံးချလို့ရပါတယ်ဆိုအဲ့ဒါလည်းထည့်ပေးထားပါတယ်နောက်ပြီးတော့ရင်ဒီကောင်ကပါတယ်နောက်တစ်ခါ pattern ပေါ့ဒါကတော့ piano တီးရဲ့ pattern လေးတွေပေါ့ 11 pattern right hand pattern ပေါ့အဲ့ဒါလေးတွေကျွန်တော်ထည့်ပေးထားပါတယ်ဒီမှာစုံပါတယ်နော်ဒီဘက်မှာလည်းအချင်းတစ်ပုတ်တီးရင်ဘယ်လိုတီးမလဲဆိုရယ် key လေးကိုကျွန်တော် C မှာတစ်မျိုး G မှာတစ်မျိုး T မှာ A မှာ E မှာအဲ့လိုမျိုး key လေးတွေပြောင်းပြောင်းပြီးကျင့်လို့ရအောင်ကျွန်တော်ပုံစံနဲ့ကိုဒီ pattern ကိုပဲ key ချိန်ပြီးတော့တီးတတ်အောင်လို့ကျွန်တော်ထည့်ပေးထားတာဖြစ်ပါတယ်နောက်တချင်းတစ်ပုတ်အနေနဲ့ live ဆိုပြီးတော့ပြည့်စုံတဲ့ live တချင်းလေးကျွန်တော်ထည့်ပေးထားပါတယ် live ဆိုတဲ့ချင်းလေးကိုကျွန်တော်ရေးပြီးတော့ကျွန်တော် transcription လုပ်ပြီးတော့ထည့်ပေးထားပါတယ်ပြီးတော့နောက်တစ်ပုတ်အနေနဲ့က thinking out loud ဆိုတဲ့ action ရဲ့တခြင်းလေးလည်းကျွန်တော်ထည့်ပေးထားဖြစ်ပါတယ်ဒါလေးတော့တခြင်းတီးခြင်းလေးတွေတီးလို့ရအောင်ပေါ့နော်နောက်ဆုံးမှာတော့အရင်အရေးကြီးတဲ့ကျွန်တော် music သမားတွေအတွက် musician အတွက်အရင်အရေးကြီးတဲ့ theory ဘိုင်းပေါ့နော် theory ကကျွန်တော် chapter လေးကိုခွဲပြီးတော့စာအုပ်တစ်အုပ်စာပုံစံမျိုးကျွန်တော်ထည့်ပေးထားဖြစ်ပါတယ်အဲ့တော့ဒီမှာ adult music theory ဆိုပြီးတော့ကျွန်တော်ထည့်ပေးထားပါတယ်ဒီထဲမှာ theory နဲ့အခြေခံနဲ့ပတ်သက်တာတွေ interval နဲ့ပတ်သက်တာတွေ chord progression နဲ့ပတ်သက်တော်တော်လေးကျွန်တော်များများလေးစုစည်းပြီးတော့ကျွန်တော်ထည့်ပေးထားဖြစ်ပါတယ်ကျွန်တော်အာဘောနဲ့ကျွန်တော်ပြန်ရေးပြီးတော့ထည့်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒါလေးကြည့်ပြီးတော့အနည်းဆုံးတော့အကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီစာအုပ်ကလေးကလူကြီးမင်းတို့အတွက်အကျိုးမရုပ်တဲ့စာအုပ်ဆိုတော့ကျွန်တော်အာမခံပါတယ်ဝယ်ယူအားပေးတဲ့သူတိုင်းကိုလည်းကျွန်တော်အများကြီးကျေးဇူးပါတယ်အများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဝယ်ယူအားပေးလို့ရပါသေးတယ်ကျွန်တော်ဒီမှာစာအုပ်အနည်းငယ်ကြံနေပါသေးတယ်စာအုပ်ပုံသွားရင်တော့မရဘူးပေါ့နော်စာအုပ်ပုံသွားတော့ကုန်ပါပြီလို့ကျွန်တော်ရေးပြီးကြော်ညာပါမယ်လောလောဆယ်တော့မှာလို့ပြုလို့ရပါသေးတယ်ကျွန်တော်ဒီမှာရှိနေပါသေးတယ်နောက်ဒီမှာ mock လေးတွေနဲ့ပတ်သက်ပြီးတော့ mock scale exercise တွေလည်းပါပါတယ်အဲ့တော့နောက်ပိုင်းမှာဆိုရင်ဒီမှာ theory ထဲမှာတော်တော်စုံစုံလေးပါပါတယ် AACC ထိုင်ဖတ်ရင်တော့မှပဲအဆင်ပြေပါတယ်နော် theory ဘိုင်းလေးကိုဒီ share တွေမလုပ်ချင်ဘူးပြင်းတယ်ကွာဆိုရင်တော့မှဒီနောက်ပိုင်းက theory လေးတွေကိုလိုက်ဖတ်နေရင်တော့မှပဲလူကြီးမင်းတို့တွေအကျိုးရှိမှာဖြစ်ပါတယ်try လိုက်ဝင်ရင်ပဲဖြစ်ဖြစ်အပြင်းပြေဝရဏမှာငုတ်တုတ်ထိုင်ရင်ပဲဖြစ်ဖြစ်ဒီ theory လေးတွေထိုင်ဖတ်နေခြင်းအပြင်ဘုဒ္ဓအနေငယ်ရစီမှာဖြစ်ပါတယ်နော် theory နဲ့ပတ်သက် theory ဆိုတော့အများကြီးကျေပြတ်မှာကျွန်တော်ထည့်ပေးထားတဲ့လောက်လေးလေ့လာရင်ကိုပဲလူကြီးမင်းတို့တွေအများကြီးလုံးဝမသိတာလေးစာရင်တော့လုံးဝမနှက်ဆက်သေးတာနဲ့စာရင်တော့ဒါလေးကလူကြီးမင်းတို့တွေအများကြီးအကျိုးရှိမယ်လို့ကျွန်တော်အာမခံပါတယ်အဲ့တော့ဒီစာအုပ်လေးကိုဝယ်ယူခြင်းရင်ကျွန်တော် Facebook မှာကြော်ညာထားပါတယ်အဲ့ဒီကြော်ညာထားတဲ့အတိုင်းလေးဆက်သွယ်ပြီးဝယ်ယူလို့ရပါတယ်ကျွန်တော်ရဲ့ Korean page messenger လည်းရတယ်နောက်တစ်ခါကျွန်တော်ရဲ့ personal page copy KBKS ရဲ့ CD ရလည်းကျွန်တော်ဆက်သွယ်လို့ရပါတယ်ပြီးရင်ကျွန်တော်ရဲ့ number phone number Viber ကလည်းဆက်သွယ်လို့ရပါတယ်ကျွန်တော်အကုန်လုံးအတွက်ဖုန်းနံပါတ်တစ်လုံးနဲ့သုံးပါတယ်ကျွန်တော်ကဒီဖုန်းတစ်လုံးနဲ့ရှိပါတယ်ဒီဖုန်းတစ်လုံးနဲ့ပဲအားလုံးလုပ်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဒီစာအုပ်ကိုလက်ရှိမှာယူပြီးတော့လေ့လာတဲ့လူတွေရောနောက်ထပ် order တင်ထားတဲ့လူတွေရောဘိုးရင်တုန်းကထွက်ခါသားတုန်းကအားပေးခဲ့တဲ့လူတွေရောအများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်ဘုတ်1မှာရောဘုတ်2မှာရောနောက်ထပ်ပြောစရာရှိတာကဒီမှာ QR code လေးပါပါတယ်ဒီ QR code လေးကို QR code လေးက expire ဖြစ်သွားပြီလားမဖြစ်သွားပြီလားတော့မသိဘူးပေါ့နော်စင်တီရောများမနေ့ကတနေ့အထိကိုကျွန်တော် Gmail ထဲမှာဒီ request လုပ်ထားတာတွေ့နေသေးတယ်ဆိုတော့ဒါဖတ်လို့ရအောင်မယ်လို့ကျွန်တော်ထင်ပါတယ်။နောက်ဒီကောင်ကလုံးဝ unlimited QR ကိုကျွန်တော်လုပ်ထားတာပါ။ unlimited QR ဘယ်တော့မှဒီကောင် cancel မဖြစ်သွားဘူးပေါ့နော်။ error ဖြစ်မသွားတဲ့ QR ကိုကျွန်တော်ထည့်ပေးထားတာဖြစ်ပါတယ်1 or 2 or မှာဒီအဲ့ QR မျိုးစားကိုထည့်ပေးထားတာဖြစ်တဲ့အတွက်ဖတ်ကြည့်ပါအဆင်မပြေရင်ကျွန်တော်ပြောပါနော်။အဲ့ဖတ်လိုက်လို့ရှိရင်ဒီမှာရေးထားပါတယ်ဖတ်ဖို့လည်းအညွှန်းလေးလည်းရေးထားပါတယ်ဒီမှာ request access ဆိုပြီးတော့နှိပ်လိုက်တာနဲ့ဒီတိုင်းနဲ့ကျွန်တော် Gmail တွေကိုဒီ Gmail ရဲ့ request access ရောက်လာတာ request ရောက်လာမှာဖြစ်ပါတယ်ရောက်လာတဲ့အခါမှာကျွန်တော် Gmail ကနေပြီးတော့ကျွန်တော် drive ကနေပြီးတော့ share ပေးလိုက်လို့ရှိရင်ဒီ Gmail ရဲ့ drive ကို MP3 file လေးရောက်လာမှာဖြစ်ပါတယ်ပုံ1အတွက်ကောပုံ2အတွက်ပါကျွန်တော်ခုလုံးတဲ့ရှိပါတယ်အဲ့မှာပုံ1မှာလည်းဒီ QR code လေးထည့်ပေးထားပါတယ်တကယ်တော့ပုံ1တော့ဆိုရင်ကျွန်တော်ဒီလိုမျိုး PC ရဲ့ဘေးနားလေးမှာ QR code လေးတွေထည့်ပေးခဲ့ပါတယ်အဲ့ QR code ကကြတော့ကျွန်တော်က expire ဖြစ်သွားတယ်ထုတ်ပြီးတော့စာအုပ်ထုတ်ခြင်းမှာပဲ expire ဖြစ်သွားတဲ့အတွက်အဲ့စာအုပ်ထုတ်မယ်လို့ဒီပုံနှိပ်တိုင်းအပ်တဲ့အချိန်မှာပဲ expire ဖြစ်သွားတဲ့အတွက်ကျွန်တော်အဲ့ QR လေးကိုပြင်ပြီးတော့နောက်သားက QR လေးကိုထည့်ခဲ့တာဖြစ်ပါတယ်အဲ့ပုံ1တော့လည်းဒီလို design ပဲထည့်ခဲ့တယ်အခုပုံ2မှာလည်းဒီပုံစံနဲ့ကျွန်တော်ထည့်ထားတာဖြစ်ပါတယ်အဲ့တော့ QR လေးတွေဖိုင်ရင်းနဲ့ request လုပ်လို့ရပါတယ်အဲ့မှာကျွန်တော် MP3 ဖိုင်လေးတွေပို့ပေးလို့ရပါတယ်ပြီးတော့စာအုပ်ဝယ်ယူသူတိုင်းစီကိုကျွန်တော်ဆက်တော့ပြောခဲ့တယ်လို့ပဲ
PDF ဒီ book 1ရဲ့ PDF file လေးတွေ present ပေးပါမယ်ပြီးတော့အမှားပြင်ဆင်ချက်ကလေးတွေပို့ထားပေးပါမယ်အဲ့ဒါလေးတွေနဲ့အစားထိုးပြီးတော့ဒီပုံလေးမှားရမ်းခဲ့တာလေးတွေပေါ့နော်ကျွန်တော်ရေးတော့ကနည်းနည်းရှမ်းခဲ့တာလေးတွေလက်မှားပြီးရိုက်ခဲ့တာလေးတွေအဲ့ဒါလေးတွေကိုကျွန်တော်ဒီ note ပိုင်းဆိုင်ရာပေါ့နော်အဲ့ဒါလေးတွေမှားပြင်ဆင်ချက်ကလေးတွေထည့်ပေးထားတာဖြစ်ပို့ပေးထားပါမယ်အဲ့ဒါလေးတွေနဲ့ပြင်ပြီးတော့ကြည့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေခင်ဗျာ